August လာလေတဲ့မှာ local ရဲ့ digital artist တွေ graphic designer တွေ comic artist တွေနဲ့artwork တွေကိုတနေရာတိုင်းမှာတစ်စုတစ်စည်းတည်းပြသသွားမယ် art innovation ပွဲလေးရှိရဆိုသိပြီးပါလား art innovation ပွဲဆိုတာဆိုရင်တစ်ချိန်တည်းမှာကျက်ပါမှာမဟုတ်ဘဲနဲ့creative community တစ်ခုလုံးကိုပံ့ပိုးသွားပေးမယ်ပုံမှန်ကျက်ပါမယ် platform တစ်ခုဖြစ်ကျက်ပါသွားဖို့ရှိရထားပါတယ်အခုဒီကျွန်တော် artwork ရနေဆိုရင် art innovation ပွဲထဲမှာပါဝင်တဲ့ artist တွေရဲ့ပါဝင်သွားမယ့် artist တွေပွဲထဲမှာပါဝင်သွားမယ့် artist တွေကိုဘယ်လိုမျိုးသူတို့ပါဝင်သွားမယ့် artwork တွေနဲ့သူတို့ရဲ့ပါဝင်ရတဲ့အကြောင်းရင်းလေးတွေကို interview session လေးနဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအမဒီ art innovation ပွဲလေးကိုဒီနောက် August ရဲ့နားလည်အတွင်းမှာကျင်းပသွားဖို့ရှိရပါတော့အဲဒီကျင်းပသွားဒီအမပွဲစီစဉ်သူအနေနဲ့ဆိုတော့ဒီအမအနေနဲ့ဒီပွဲလေးကိုဘယ်လိုမျိုး idea ရပြီးတော့ပြုလုပ်ခဲ့တာလဲမသိဘူးဘယ်လို idea ရလဲဆိုတော့ပထမတော့အမကဒီ digital ပေါ့နော်ပုံတွေရမိတ်ဆက်ရရတော့ digital ပုံတွေကိုရောသိရှိတာအနေနဲ့လုပ်တယ်ပြီးတော့idea ရတာကတော့ကိုရောရဲ့ပစ္စည်းတစ်လေးတစ်ခုကိုမိတ်ဆက်ပွဲလုပ်ဖို့အတွက်ကိုစဉ်းစားနေတာဟုတ်ကဲ့ဒါပေမဲ့ရိုးမိတ်ဆက်ပွဲဆိုရင်တော့အစင်းလာကြမယ် meetup လုပ်မယ်စကားပြောမယ်ပြန်သွားမယ်ပေါ့နော်အဲ့တော့အမှတ်တရလေးလည်းဖြစ်အောင်လို့အဲ့လိုမျိုးအစီအစဉ်လေးတစ်ခုလုပ်ချင်တယ်လို့အချင်းချင်းအဲ့လိုမျိုး artist တွေနဲ့ creator တွေနဲ့တိုင်ပင်ကြရင်လည်းdigital only information ရတယ်တခါမှလောက်ခဲ့ဘူးလေဆိုပေမဲ့ကြီးမမရှိဘူးပေါ့နော်ဒီအများကြီးလည်းမရှိဘူးတော့အားလုံးပိုင်းဝိုင်းလောက်ကြမလားဆိုပြီးတော့တိုင်ပင်ရင်းနဲ့လုပ်ဖြစ်သွားတာဟုတ်ကဲ့အဲ့ဆိုတော့ဒီပွဲကနေပြီးတော့ဒီဘယ်လို result မျိုးတွေထွက်လာဖို့အတွက်အဓိကမျှော်လင့်ထားလေးပေါ့ဘယ်လို result တွေထွက်လာစေချင်လဲဆိုတော့အမဒီပွဲလေးလုပ်ဖို့အတွက်ကိုဒေတာ decision မချခင်အဲ့လိုတခြားပစီပြပွဲတွေတွားပြီးတော့လေ့လာကြည့်တယ်ဒါပေမဲ့အဲ့မှာ digital ad နဲ့ပတ်သက်ပြီးတော့ပြတဲ့လူချို့တော့လည်းရှိတယ်ပေါ့နော်ဒါပေမဲ့အပေါ်ချင်း interview မှာ digital ad ရဲ့ pricing တွေပဲယူရကြတော့ပုံမှန် tradition လက်ဆိုင်နည်းနည်းလေးနေနေစားပြီးတော့အများကြီးလေ့လာပြီးပြကြတာလည်းမတွေ့ဘူးပေါ့အဲ့တော့တကယ်တော့လေmedium ပဲခေါ်တာလीအဝက creation ပဲဆိုတော့ဘုံတော့လည်းဒါ opportunity ကောင်းလေးတစ်ခုဖြစ်လာမယ်လို့ရှိရပြီးတော့စဉ်းစားပြီးတော့လုပ်လိုက်တာပါဟုတ်အဲ့တော့ဒီပွဲကရောဒီပွဲထဲမှာဘယ်လိုမျိုး award တွေချပြသွားကြမှာလဲဘယ်လို activity တွေပါဝင်မှာလဲလေ sharing လုပ်ပေးပါလားဘယ်လို award တွေချပြသွားမလဲဆိုတော့အမှလည်းမသိဘူးဘာလို့လဲဆိုအကုန်လုံး creator တွေကသူတို့စိတ်ကြိုက်ဖန်တီးဖို့အတွက်ကိုပြောတာပေးတာတော်တော်များများပါကြမယ်လူတွေက graphic designer တွေပါမယ် digital artist တွေပါမယ်နောက်ပြီးတော့ဒီ comics artist တွေလည်းပါကြမယ်ပေါ့။ညာတော့အဖြစ် graphic designer တွေဖြစ်ဖြစ်ဒီ digital artist တွေဖြစ်ကသူတို့လက်ခံတဲ့ commission တွေဒီအလုပ်တွေနဲ့သူတို့နဲ့ဆက်ဆက်တဲ့ design တွေပဲဆွဲကြတယ် create လုပ်ကြတယ်ဆိုတော့ mobile creation လုပ်ကြတာနည်းလားအဲ့တော့mobile creation လုပ်ရင်းနဲ့ကိုဝါဒနာပါတဲ့ဥစ္စာကို create လုပ်ရင်းနဲ့ဝင်လမ်းကြောင်းတစ်ခုပိုးလာတယ်ဆိုတော့လည်းမဆိုးဘူးပေါ့နော်အဲ့တော့သူတို့စိတ်ကြိုက် create လုပ်နိုင်ဖို့အတွက်အမှတင်းနေပါတယ်အဲ့မှာတော့စဉ်းစားရတာမရှိဘူးမချမထားဘူးပေါ့အဲ့တော့ကိုစိတ်ကြိုက်အကုန်လုံးကို create လုပ်ချင်တဲ့အစားကို freedom create လုပ်လို့ရတယ်ဆိုပြီးတော့အကုန်လုံး free လုပ်ထားလို့ရတယ်အတွက် creation ရတော့ program တွေတော့မသိဘူးအဲ့တော့အများကြီးကြည့်ရမှာပေါ့တခြား activities နဲ့နေလဲဆိုရင်ဒီကိုရောရဲ့ product အသစ်မိတ်ဆက်ပွဲလေးပါမယ်နောက်တစ်ခုကကျတော့copyright နဲ့ပတ်သက်ပြီးတော့ knowledge sharing session လေးပါမယ် copyright နဲ့ပတ်သက်ပြီးတော့အဲ့ဒါလေးထည့်ပြတယ်ဆိုတာလည်းတော်တော်များများမေးကြည့်ရပါတော့ app collector တွေမေးကြည့်တယ်မေးကြည့်တော့သူတို့တွေကဘာလို့collect လုပ်တဲ့အချိန်မှာဒီ digital advertising traditionally collect လုပ်နေဆိုတော့သူကပို့ပြီးတော့ limited edition ဖြစ်တယ်လေတကားဆိုတကားပဲဖြစ်တယ်။ကျမတို့ကကျတော့ digital နဲ့ဆွဲတာဖြစ်တဲ့အတွက်အများကြီး mass production လုပ်လို့ရတယ်ပေါ့အဲ့တော့အဲ့လိုမျိုးမဖြစ်အောင်limited edition ပုံစံမျိုးနဲ့လည်း data လေးလုပ်ထားတယ်နောက်ပြီးတော့create လုပ်လိုက်တဲ့ creation မှန်သမျှဟိုမှာ digital artist တယောက်က character တစ်ခု create လုပ်လိုက်တဲ့ပြောထားပါတော့နော်ဒါပေမဲ့online မှာတင်လိုက်တယ်ဆိုရင်သူတို့ရဲ့ idea တွေဖြစ် concept ဖြစ်ဘူးခံရတယ်ကိုချခံရတယ်အဲ့အမျိုးဒီကြောက်ဖို့ချပြလို့မရဘူးအဲ့အမျိုးတွေလည်းစိတ်ထဲမှာရှိနေတဲ့ကိစ္စလေးတွေလည်းမမြင်ဘူးလေပေါ့အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းcopyright နဲ့ပတ်သက်ပြီးတော့ဒီမှာနဲ့ creator တွေလည်းဘယ်လိုမျိုးပိုင်ဆိုင်လဲဆိုတာမျိုးလည်းရှင်းရှင်းလင်းလင်းသိအောင်ဆိုပြီးအဲ့ sharing session လေးလည်းအမှIP Prime IPN Legal Solution အဲ့ company နဲ့ပူးပေါင်းပြီးတော့ forum activities တစ်ခုအနေနဲ့ထည့်ပေးရပါတယ်
ဟုတ်ကဲ့ပွဲထဲမှာရောဘယ်လိုမျိုးအဲ့လို activity တွေပါဝင်တဲ့အပြင်မှာတခြားပါတွေများထပ်လုပ်လို့ရသေးတဲ့ဟာတွေပါသေးတယ်ဒီ activity နဲ့ပတ်သက်တာလို့ artist တွေနဲ့ပတ်သက်ပြီးတော့ activity ဆိုရင်တန်ဟိုရာနဲ့အမတို့ဝေရောနဲ့ collaboration လုပ်တဲ့ activity တွေတခုလည်းအမထည့်ရတယ်။နောက်ပြီးတော့ artist တွေရဲ့ merchandise item တွေဆောင်းဖို့အတွက်ကိုလည်းအမအဲ့လိုအခန်းတစ်ခန်းနဲ့ကိုအဲ့လိုစီစဉ်ပြီးတော့လုပ်ပါဆိုရင်တော့ဒီအမဒီပွဲလေးကိုကျမပြောရတဲ့အချိန်မှာနောက်ထပ်ဘယ်လိုအဖန်မျိုးတွေမှာထပ်ပြီးတော့စီစဉ်သွားဖို့ရှိသေးလဲအဲ့ဒါတော့ဒီပွဲနဲ့ပတ်သက်တဲ့ result လေးကြည့်မယ်ပေါ့နော်ကြည့်မယ်နောက်ပြီးတော့ဘယ်တော့ဆက်ထပ်ပြီးတော့စဉ်းစားရတာကတော့ promise artist တွေအတွက်ကိုဒီအမားတို့ community ရှိတယ် pro community ဆိုပြီးရှိတယ်ဒီ pro community ရဲ့နောက်ပြီးတော့စေကြအစာအုပ်တိုက်ရဲ့အဲ့လိုပူးပေါင်းပြီးတော့ဟိုစားပေါ့ quarterly ဖြစ်အဲ့လို promise ထုတ်ဖို့တော့ plan လုပ်နေတယ်ဟုတ်ကဲ့မှာ decision တော့ဟိုအတိအကျကြီးပဲတော့ဆောက်လုပ်နေဆိုတော့မပြောသေးဘူးဒါပေမဲ့ကိုရဲ့ comments ကို create လုပ်ထားတဲ့ဒီ select comments တွေကို public ကိုပြချင်တယ်ဒါပေမဲ့audience မရှိမှလည်းဆိုရင်ဒီလို publish လုပ်ဖို့အတွက်ကိုဟိုခုနကလို invest အနေနဲ့လည်းပတ်စံဟိုစာ finance share အနေနဲ့လည်းအခက်အခဲရှိရဲဆိုတာမျိုးလည်းဖြစ်အောင်ပေါ့နော်အဲ့တော့မြင်တဲ့ဒီ comments artist တွေအတွက်ရှိနေပြီးတော့quarterly ဖြစ်ပုံများပါတယ်တနည်းကို၄ချိန်ပေါ့နော်တနည်းကို၄ချိန် quarterly ပေါ့ဟုတ်ကဲ့အဲ့လိုမျိုး promise စာအုပ်ဒီပူပေါင်းပြီးတော့ထုတ်တဲ့ promise စာအုပ်ပြီးတော့အဲ့ဒါမျိုးလေးကိုထုတ်ဖို့တော့စီစဉ်နေတယ်ဟုတ်ကဲ့ဒါမျိုးလေးတော့ပေါ့ဖြစ်လာမယ်ဆိုတော့ဒီကောင်မှတော့ဖြစ်ပါဟုတ်ကဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဟုတ်မင်္ဂလာအခုအတင်နေမိတ်ဆက်ပေးပါဟုတ်ကျွန်တော်ပါစီလုံးပါဟုတ်အခုလက်ရှိဘာကြီးလုပ်နေလဲမသိဘူးကဒီ Japan Animation ရုံးမှာဟို quality check ပေါ့နော်သူစီဟုတ်ဒီ anime တွေ Japan artwork တွေနဲ့ပတ်သက်တဲ့ဟာအဲ့လိုမျိုးလုပ်ပြီးလုပ်ဟုတ်ကဲ့our innovation ပွဲမှာဘာကြောင့်ပါဝင်ခဲ့ရလဲမသိဘူးဟုတ်ဒီ Hyun founder တွေကဒီ our innovation ပွဲလေးလုပ်မယ်ဆိုပြီးတော့ပြောလာတော့ကျွန်တော်လည်းအမားဦးနဲ့ရင်းနှီးပြီးတော့ကျွန်တော်ဝင် join ဖြစ်သွားပါဟုတ်ကဲ့ဆိုရင်အခုဘယ်လိုအောက်မျိုးတွေနဲ့ချပြသွားဖို့ရှိလဲဟုတ်ကျွန်တော်ငယ်လေးကလေးပေါ့နော်ကျွန်တော်ဒီဒဂွန်ဘောတွေနာရူတိုတွေနဲ့ကြီးလာတဲ့လူဆိုတော့ကျွန်တော်ကဒီ anime ပုံစံမျိုးရေးတဲ့ဘက်ကိုကျွန်တော်ပို့ပြီးတော့ချက်ဖို့ပြောတယ်ပေါ့နော်ကျွန်တော်ဒီလမ်းနဲ့စလုပ်တဲ့အချိန်မှာတော့ style မျိုးစုံဆွဲရဆိုပေမဲ့ကျွန်တော်တကယ်အောက်ကွက်ကိုဆွဲတဲ့အချိန်မှာတော့ကျွန်တော်စိတ်ပျော်ရွှင်တာဖြစ်တဲ့ဒီ animation ဖက်ပဲကျွန်တော်ဆွဲဖြစ်မှာပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆိုရင်ပြချပြသွားမယ်အောက်ဝတ်ထဲဟိုဘယ်လို story line ဘယ်လို background တွေနဲ့ဆွဲပြသွားဆွဲပြီးရချပြသွားဖို့ရှိတယ်ဟုတ်ကဲ့အဓိကတော့ပွဲလုံးမယ်ပကြီးကားပါမယ်ဆိုပြီးတော့စဉ်းစားပြီးတော့ဖြစ်တဲ့အချိန်မှာတော့ကျွန်တော်ပေါ့နော်ဒီလက်ရှိကျွန်တော် struggling လုပ်နေရတယ်ကျွန်တော် live တွေကျွန်တော်အခုလက်ရှိမှာကျွန်တော်တို့ဖြစ်နေတယ်ကျွန်တော်ရဲ့စိတ်အခြေအနေတွေ emotional အဲ့ဒီပေါ်မှာဒီဖြစ်နေတဲ့ဟာဟိုက imagination ဖြစ်တယ်ပေါ့နော်ကျွန်တော်မြင်တဲ့ပုံဆွဲတဲ့ပုံစံကပြီးတော့ကျွန်တော်သချင်းတွေနားထောင်နေအဲ့ဒီသချင်းတွေကနေထွက်လာတဲ့ imagination ကိုမှကျွန်တော်ရဲ့ဒီစိတ်ထဲကနေဒီ click ရောက်လို့ပဲပေါ့ကိုဆွဲချင်တဲ့ဟာကိုကြားချင်တဲ့ပုံစံအတိုင်းဖြစ်ချင်တဲ့အတိုင်းပုတ်ပုတ်ပါပဲဒီတိုင်းချပြီးတော့ဆွဲလိုက်တယ်ဆိုတော့ခံစားချက်မျိုးဟိုပေးချင်တာပေါ့နော်ကျွန်တော်ပကြီးကားတွေအဲအားကြောင့်မို့ကျွန်တော်ပကြီးကားတွေကိုတော့ကျွန်တော်ဟိုcrayon ဆိုပြီးပေးထားတယ်crayon ဆိုပြီးနာမည်ပေးထားပါတော့ crayon ခက်ပါတော့ဒီ crayon လေးနဲ့ကလေးတွေကအရင်ဆုံးစဆွဲတဲ့အချိန်မှာ crayon လေးနဲ့အရင်ဆုံးအယောင်လေးတွေပုံလေးတွေပုံစံပေါ်လာအောင်အရင်ဆုံးစဆွဲခဲ့တဲ့ concept ပေါ့နော်အဲ့ဒီဟာလေးကိုအခြေခံပြီးတော့ကျွန်တော်ကားတွေကို crayon ဆိုပြီးတော့ညံပတ်နဲ့ခွဲပြီးတော့ပြသွားဖို့တော့စဉ်းစားထားတယ်ဟုတ်ကဲ့မြောက်တော့ဒီအခုရဲ့ဒီ our creator life မှာရောကြုံတွေ့ခဲ့ရတဲ့အခက်အခဲကဘာတွေရှိခဲ့လဲအခက်အခဲဆိုရင်တော့ကျွန်တော်တော့ကျွန်တော်ဒီ tips တွေပေါ့နော် development computer အားကနေကျွန်တော်ပြီးတဲ့လူဆိုတော့ကျွန်တော်တို့ကဒီကျွန်တော်2006 batch ပေါ့နော်အဲကြောင့်2006 batch မှာဆိုရင်ဒီကျွန်တော်ပထမကျွန်တော်ငယ်တုန်းကကျွန်တော်ကာတွန်းဆရာဖြစ်ချင်တယ်ကာတွန်းနေဆွဲပြီးတော့အသက်ရှင်နဲ့အဲ့လိုပေါ့နော်live ကိုရွေးချယ်နေတာပေါ့နော်ရွေးချယ်နေတာဒါပေမဲ့အဲ့ဒီမှာကျွန်တော်ဆက်တန်းပြီးတော့ကျွန်တော်အဲ့ဒီ tips တွေတွား join ဖြစ်တယ်တွား join ဖြစ်ပြီးတော့အဲ့ဒီ2006အဲ့ဒီအခြေအနေမှာကျွန်တော်ဘာ
ဘာတိပါလဲဆိုတော့ငေါနိုင်ငံမှာလည်းဒီလိုမျိုးCG ပေါ့နော် CG အားပုံစံမျိုးအဲ့လိုမျိုး CG နဲ့ပတ်သက်တဲ့ဟာတွေငေါတို့ဒီမှာလည်းငေါနိုင်ငံမှာလုပ်လို့ရတာပဲငေါဒီ computer work တင်နဲ့အလုပ်တွေလုပ်လို့ရတာပဲဆိုတော့ဟိုနားလည်သွားတဲ့ channel စပြီးတော့ကျွန်တော်အဲ့နောက်ပိုင်းအဲ့ diploma ပြီးခဲ့တဲ့ကနေကျွန်တော်ကဒီ motion graphic work line ကိုရောက်သွားတယ်ပေါ့နော် motion graphic work line ကိုရောက်တယ်ကျွန်တော်ပြီးတော့အဲ့ကျွန်တော်ကိုဒီတိုင်းအိမ်မှာပဲဒီ character creation တွေဟိုဟာတွေကကြတော့ဒီအလုံးနဲ့မသက်ဆိုင်ပေမဲ့လည်းကိုယ့်ကိုစွဲနေတာညာများတယ်။ဟုတ်အဲ့လိုမျိုးနော်ကိုယ့်ကိုအဝတ်တွေကိုယ့်ကိုကြည့်ဖို့ပဲကိုယ့်ကိုအပျော်ပဲပေါ့နော်အဲ့လိုမျိုးစွဲပြီးတော့တိန်းထားတာကတော့များတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်အခက်ခဲကဘာလဲလို့ပြောရမယ်ဆိုရင်ဟုတ်တယ်ကျွန်တော်ဒီ2006ခုနောက်ကနေအခုဒီ2026ဂျားထဲမှာကျွန်တော်ဖြစ်သွားတဲ့အခက်ခဲကတော့ upload ဖြစ်သွားကျွန်တော် creation မထွက်တော့တဲ့အချိန်ကြီးရှိဟုတ်ပြီကျွန်တော်ပုံဆွဲကြတယ်ပုံရင်းဆွဲကြတယ် creation လည်းလုပ်ချင်တယ်ဒါပေမဲ့အဲ့ဒီစပွဲပေါ်မှာစပွဲရှိမှထိုင်လိုက်တာနဲ့ဘာတချင်းပဲနားထောင်ဘာတွေပဲခံစားချက်တွေရှိကျွန်တော်ဘာမှလုပ်လို့မရတော့ဘာဆွဲလို့ဆွဲရမှန်းလည်းမသိဘူးကျွန်တော်ဆွဲလိုက်တဲ့ပုံဆွဲလို့စားလိုက်တဲ့ hour တစ်ခုစားလိုက်ပြီဆိုအလေရောက်ပြီဆိုတာ ਨੇ ကျွန်တော်ကိုယ်တိုင်မကြိုက်တော့အဲ့ဆိုဒီကျွန်တော်ရဲ့အကျင့်ကကျွန်တော်အဝတ်တွေကိုကျွန်တော်အချိန်ကြာကြီးမှတစ်ပတ်လောက်ဆွဲနှစ်ပတ်လောက်ဆွဲပြီးပြီမဲ့ကျွန်တော်မကြိုက်ကျွန်တော် delete နေပဲဟုတ်အကုန်ပြရတယ်အကုန်ပြတာပါနော်အစားလုံးပြန်ဆွဲရတယ်အခက်အခဲဆုံးအချိန်ကတော့ကျွန်တော်ရဲ့ဒီ live ဒီလုံးဝကျွန်တော်အဝတ်တွေလုပ်နေတယ်ဆိုတဲ့အခြေအနေတစ်ခုမှကျွန်တော်ရဲ့အခက်အခဲကတော့အဲ့ upload ဟုတ် upload ဖြစ်တဲ့အချိန်တွေပါအဲ့ဆိုရင်ကိုဒီခုပါဝင်မဲ့အောင် innovation ပွဲမှာကိုရဲ့ဒီ crayon ပဲနာမည်လေးဘယ်လိုခေါ်လဲဟုတ် crayon မှာနံပါတ်နဲ့တော့ပါပေါ့နော် crayon အဲ့ crayon award တွေကိုဒီအောင် innovation ပွဲမှာချပြသွားဖို့ရှိရဲပြီးအဲ့ဆိုရင်ဒီအောင် innovation ပွဲကနေပြီးတော့အခုအနေနဲ့ဘယ်လို result မျိုးရလာဖို့မျှော်လင့်တာလဲမသိဘူးကျွန်တော်ကတော့လေကျွန်တော်ကအရင်ကတည်းကကိုယ့်ကိုသိသိနေတဲ့လူဆိုတော့ကျွန်တော်မှာတော့ဘာမျှော်လင့်ချက်မှတော့မရှိပါဘူးကျွန်တော်အခုလိုမျိုးဒီdigital ဒီကျွန်တော်တို့နိုင်ငံမှာက digital award ကိုဘယ်လိုပြောရမလဲ digital award ကိုအရင်နားမလည်ကြသေးတဲ့လူ audience ဘယ်လိုပြောရမလဲ audience ဆိုပဲပြောရမှာပေါ့နော်အဲ့လိုရွေးချယ်တဲ့ဟာကအဲ့လိုမျိုးပေါ့နော် knowledge ရရောပုံစံ knowledge ရရောကအပိတဲ့ဟာကနည်းနည်းလေးတီးတရာကွဲတည်ရလို့တော့ထင်တယ်ဗျာ traditional အပိတရားပို့ပြီးတော့တန်ဖိုးရှိတဲ့ပုံစံမျိုးနဲ့ပဲနားလည်ထားကြတာလေအဲ့လိုမျိုးဆိုတော့အခုလိုမျိုးကွဲရှိလာတဲ့အတွက်ကျွန်တော်တို့ဝမ်းသာပါတယ်အခုလိုမျိုးပို့ပြီးတော့ဒီ our innovation ပွဲလိုမျိုးပဲပြီးတော့နောက်ထပ် our innovation ကနောက်ထပ် series တွေနဲ့ပေါ့နော်ပွဲတွေအများကြီးဖြစ်လာဖို့အတွက်တော့ညွှန်နေပါတယ်ဟုတ်ကဲ့အဲ့တော့နောက်ထပ်ကဘယ်လို plan မျိုးတွေထပ်လုပ်သွားဖို့ရှိလဲ next plan ပေါ့ဟုတ်ကျွန်တော်အနေနဲ့ဆိုရင်တော့ကျွန်တော်ကတော့ကျွန်တော်ငယ်ကအိမ်မက်ပေါ့နော်ကျွန်တော်ရုပ်ပြထွက်နိုင်အောင်လို့ကျွန်တော် try နေပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းအားပေးဖို့တင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါကိုဟုတ်ကဲ့မင်္ဂလာပါအခုရဲ့ address နာမည်လေးသင်ပေးဆက်ပေးပါအောင်ဟုတ်ကဲ့ကျွန်တော် address နာမည်ကခန့်စာပါဟုတ်ရှိဘာတွေလုပ်နေလဲမသိအခုလက်ရှိမှာတော့ကျွန်တော် Mega Juku နဲ့ပေါ့နော် freelance comic artist အနေနဲ့လုပ်နေပါတယ်နောက်ပြီးတော့ကျွန်တော်ရဲ့ mobile ကျုပ်ပြစကားတွေပေါ့နော်အတွဲငါကိုလည်းဆက်ပြီးတော့ဆွဲနေပါတယ်ဟုတ်အခုဒီ our innovation ပွဲကိုဘာကြောင့်ပါဝင်ခဲ့ရတာလဲအဓိကပါဝင်တဲ့အကြောင်းကတော့ကျွန်တော်ကဒီကိုယ့်အနေကိုပေါ့နော်ခုနကကျုပ်ပြတွေဆွဲနေတော့ဒီလိုမျိုးအပြင်လောကနဲ့သိပြီးတော့ပေါ့နော်အဆက်အသွယ်မရှိတာလည်းကြာရောနော်ကျွန်တော်လွန်ခဲ့တဲ့နေ့တော်တော်များများကတော့ traditional ဒီ show gallery နှစ်ခုမှာတော့ပြဘူးလေပေါ့နော်ဒါအဲ့နောက်ပိုင်းပဲပွဲတွေမှာမပါဘူးပေါ့နော်အခုကတော့ဒီ digital တည်တံ့ကြဝယ်လည်းဖြစ်တယ်ကိုကလည်းလက်ရှိ digital ဆွဲနေတာဖြစ်တဲ့အတွက်ဒီပွဲမှာပါဝင်ဖို့ဆုံးဖြတ်တယ်ဟုတ်ကဲ့အဲ့တော့အခုဘယ်လိုမျိုး award တွေနဲ့ချပြသွားဖို့ရှိတာလဲကျွန်တော်ကတော့ဒီမှာဆိုရင်ဟိမဝင်တာကာဂျိုလို့နာမည်ပေးထားတယ်ပေါ့နော်ဒီ fantasy award တခုပေါ့နော်ဒီအကြောင်းအရာကတော့ကျွန်တော်တို့ဒီကိန်းနေရပေါ့နော်ကိန်းနေရရဲ့ကျွန်တော်တို့ဒီ romantic ဆန်နဲ့ညတညကိုကျွန်တော်ဖန်တီးထားတာပေါ့ဟုတ်ကဲ့အဲ့ဆိုရင်ဒီကောင်းရဲ့ story ကကိန်းနေရဲ့ဒီ romantic ဆန်နဲ့ညတညဆိုအဲ့လိုမျိုး story လေးကိုစဉ်းစားဘယ်လိုမျိုးစဉ်းစားပြီးတာလဲဘယ်လိုမျိုး message တွေကိုဒီကြည့်ရှုတဲ့ audience ကိုပေးချင်တာလဲအဲ့ဒီရှင်းပြပေးပါလား message ဆိုတာတဲ့ပေါ့နော်ဒါတော့ကျွန်တော်ခုခံစားချက်တိုင်ဆွဲထားတာပေါ့နော်ဒီဟာကိုစဆွဲမယ်လို့စဉ်းစားတဲ့အခါကျွန်တော်အစိတ်ကူးထဲမှာဘယ်ဟာအရင်ဆုံးစပေါ်လာလဲဆိုကျွန်တော်တို့ငငယ်ကကြည့်ဖို့တဲ့ကာတွန်းကပေါ့နော် The Lion King ဆိုတဲ့ကာတွန်းကရှိတယ်အဲ့မှာCan you feel the love tonight ဆိုတဲ့ဇာတ်ဝင်တေးနဲ့
အဲ့မှာပေါ့နော်အဲ့ scene လေးတစ်ခုပေါ့နော်အဲ့ scene ကိုကျွန်တော်အရင်ဆုံးသတိရတယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးဟိုနည်းနည်း peaceful ဖြစ်တဲ့ romantic ဖြစ်တဲ့ scene မျိုးတစ်ခုကိုဆွဲမယ်ဆိုပြီးတော့ကျွန်တော်အဲ့စိတ်ကူးနဲ့ဆွဲပြခဲ့တာဟုတ်ကဲ့အခုအနေနဲ့ကဒီ character creation တွေအပြင်ဒီ manga တို့ comic တို့ဆွဲနေရဆိုဒီဆွဲခဲ့ဒီကိုယ့်ရဲ့ဟိုဒီ creation life ထဲမှာကိုခံစားအခုအနေနဲ့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲနဲ့အဲ့အခက်အခဲကိုဘယ်လိုမျိုးဖြေရှင်းခဲ့လဲဆိုတာလေးကို sharing လေးလုပ်ပေးပါလားဟုတ်ကဲ့ဟုတ်ဒီကအခက်အခဲကကျွန်တော်ကဟိုပါပေါ့နော်ဒီပကြီးအကြောင်းဆက်မဟုတ်ဘူးเนาะအဲဒီဒလန်မီတော့ပဲကိုကနဲ့ကိုဆက်ဆက်ဒီလုပ်ပြီးတော့ပေါ့နော်သင်တန်းနဲ့တချို့လေးတော့တက်ဘူးရပေါ့နော်အဲ့တော့အဓိကအခက်အခဲကကျွန်တော်တို့ဒီပကြီးပညာကိုစနစ်တကျသင်ခဲ့ရတာမဟုတ်တဲ့အတွက်ဟိုပေါ့နည်းနည်းကိုကလလန်းမီတော့အရင်ကကျွန်တော်တို့ခေတ္တကဆိုရင် YouTube တို့ဘာလို့ဆိုတော့အဲ့ဒါပေါ်ပေါ်တူမရှိဘူးပေါ့နော် tutorial တွေရတယ်ရှားတယ်အဲ့တော့ကျွန်တော်တို့ဒီနိစ္စရာစာအုပ်တွေရတယ်လေ့လာရတယ်နောက်ပိုင်းကျတော့မှအခု YouTube တွေပိုင်းပေါ်လာတော့အဲ့ရနေဆက်ပြီးလေ့လာရပေါ့နော်အဓိကတော့အဲ့ဒီလေ့လာတဲ့အခက်အခဲလေးတွေရှိတာပေါ့လေဟိုနောက်ပိုင်းဟိုလုပ်ငန်းဝင်တဲ့ခါကျတော့လေသူတို့သက်ဆိုင်ရာ experience တော့ပို့ရတာပေါ့ဟုတ်ကဲ့အဓိကအခက်အခဲကတော့အဲ့ဒါပေါ့နော်ဟုတ်ကဲ့ဆိုအခုဒီ Our Innovation ပွဲထဲမှာကိုကဒီပကြီးကားတစ်စက်နဲ့ပါဝင်ခဲ့ပြီးအဲ့ပါဝင်ခဲ့ရတဲ့အတွက်ဒီဘယ်လိုမျိုး result မျိုးရလာဖို့အတွက်မျှော်လင့်ထားတယ်ဟို result ဆိုတာအထက်ပေါ့နော်ကျွန်တော်တို့ဒီမှာ digital creation တခုပေါ့နော်ကျွန်တော်တို့ကအားဆိုလို့ရှိရင်ဟိုပကြီးကားပေါ်မှာပိတ်စပေါ်မှာပုံဆွဲတာတော့ပဲနေကြရပါတော့တကယ်အဲ့တက်ပို့တယ်ပေါ့နော်ကျွန်တော်တို့ဒီဟို digital art ဆိုတာလည်းခုနကကိုယ့်ရဲ့ဒီ idea တွေ concept တွေ emotion တွေကိုကျွန်တော်တို့ဒီချပြတဲ့เนาะဟို medium တစ်ခုအနေနဲ့ပေါ့နော် creation တစ်ခုအနေနဲ့ချပြတဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးကိုလည်းပြိသက်ကိုသိစေချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလက်ရှိမှာဘာဟိုပြဿနာကပါလဲဆိုတော့ကျွန်တော်တို့ digital art ဆိုလို့ရှိရင် traditional art လောက်တန်ဖိုးမရှိဘူးလို့ဟိုယူဆကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့ digital art က digital ပြီးဆွဲထားတာဖြစ်တဲ့အတွက်သူက copy တွေအများကြီးပွားလို့ရမယ်အဲ့တော့ကိုကဒီပကြီးကားကိုကြိုက်လို့ collect လုပ်ချင်တယ်ဆိုရင်ကိုစီမှာမဟုတ်ဘဲနဲ့သူက set ထုတ်လို့ရတဲ့အနေထားတဲ့မျိုးတွေလည်းရှိနိုင်တယ်ဆိုပြီးယူဆထားကြတာပေါ့နော်ခုနောက်ပိုင်းမှာဟိုဘယ်လိုမျိုးဒီဟာကိုဖြည့်ရှင်းလို့ရလဲဆိုတော့ကျွန်တော်တို့ဒီဥပဒေလမ်းကြောင်းရပါပေါ့နော်ဒီဟာကို copyright ကအစားအဲ့လိုမျိုးဝယ်ပြီးတော့ကျွန်တော်တို့ဒီလုပ်မယ်ဆိုလို့ရှိရင် collect လုပ်တဲ့လူအတွက်ကလည်းဒီအားဝတ်တစ်ခုကသူ့အတွက်ပဲတည်တံ့ဖြစ်သွားမယ်ပေါ့နော်နောက်ထပ်အဲ့လိုမျိုး copy တွေပါတွေကလည်းဟိုထွက်လာစရာအကြောင်းမရှိပေါ့နော်အဲ့လိုအနေနဲ့လည်းဟိုကျွန်တော်တို့လှုပ်ဆောင်လို့ရတယ်ဆိုတာလေးလည်းသိစေချင်တာပေါ့နော်ဒီဘွဲမှာလည်းဒီဥပဒေဘက်ကလည်းကျွန်တော်တို့ဒီအဲ့အရာနဲ့ပတ်သက်ပြီးတော့လည်းဟို knowledge sharing လည်းရှိမယ်တော့ကြားတယ်ပေါ့နော်အဲ့တော့အဲ့ဟာလေးလည်းပြည်သက်တွေကိုရသွားသိချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့မယ်အခုဒီ Our Innovation ပွဲအပြင်မှာအခြားသော event တွေဒီအခြားသော plan တွေမှာဘာတွေထပ်ရှိထားသေးလဲဘာတွေ planဘာထပ်လုပ်သွားဖို့ရှိလဲဆိုတော့ပြောပြပေးပါဟုတ်နောက်ထပ်ဒီလိုအစီအစဉ်တွေ join ဖို့တော့လောလောဆယ်မရှိသေးဘူးเนาะလက်ရှိကျွန်တော်အာရုံစိုက်နေတာကျွန်တော်ရဲ့ဒီနောက်ထပ်ဒီအားအောင်မြတ်ဟိုပေါ့เนาะရုပ်ပြဇာတ်လမ်းတွေကိုပြီးအောင်တော့အာရုံစိုက်နေတာပေါ့ဘာလို့လဲဆိုတော့တခြားလည်းအလုပ်တစ်ဖက်ကရှိနေတယ်ဆိုတော့ကျွန်တော်ရတဲ့အချိန်လေးမှာတော့ဒီဟာလေးဆက်ပြီးတော့ပြီးရဲ့ဒီလုပ်သွားဖို့ပဲရှိတယ်ပေါ့เนาะဟုတ်ကဲ့ပါမယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မင်္ဂလာပါကိုမင်္ဂလာပါအတက်နေလေးဆက်ပေးပါဦးကျွန်တော်နာမည်တွန်းဆောင်ပါဟုတ်ကဲ့အခုလက်ရှိဘာကြီးလုပ်နေလဲမသိဘူးလက်ရှိတော့ client တွေရဲ့ illustration project တွေကို freelance လုပ်နေတာပေါ့နော်ဟုတ်ကဲ့Our Innovation ပွဲထဲမှာဘာကြောင့်ပါဝင်ခဲ့ရတာလဲအဲ့ဒါပြောလို့ရှိရင်တော့လည်းရှေ့ရောဘယ်လိုလဲဆိုတော့ကျွန်တော်အရှိမဒီပြပွဲတစ်ခုလုပ်ခဲ့တယ်ပေါ့အဲ့ဒါကတော့ကျွန်တော်တို့ဒီ digital ရောဒီ traditional ဘိုင်းရောနှစ်ခုလုံးရောပြီးပြလို့ရပါတော့အဲ့ဒီမှာဒီပြပွဲအခုလက်ရှိပြပွဲလုပ်မဲ့မနေ့ပေါ့မနေ့ကလာကြည့်ရင်လည်းကိုတွန်းဆောင်ပေါ့ကျွန်တော်တို့လည်းဒီလိုမျိုးပြပွဲတစ်ခုလုပ်ကြည့်ချင်တယ်ပေါ့အဓိကသူနဲ့ကျွန်တော်လည်းအရင်တိုင်ပင်ဖြစ်တဲ့ဟာပေါ့တိုင်ပင်ဖြစ်ရင်လည်းမှဒီလိုပွဲမျိုးကိုအကောင့်ထဲပေါ်ပြသွားတာပေါ့ဟုတ်ကဲ့အဲ့ဆိုအခုဒီပွဲထဲမှာအခုအနေနဲ့ဒီဘယ်လိုအဝတ်မျိုးနဲ့ချပြသွားဖို့ရှိလဲအဝတ်ကကျွန်တော်ဒီဘယ်လိုပြောမလဲပြီးခဲ့တဲ့အသိမှာဆွဲခဲ့တာပေါ့ဆွဲခဲ့တဲ့ကျွန်တော်ရဲ့ဒီ home paper ပဲပေါ့နော်စာရွက်ပေါ်မှာပဲဆွဲခဲ့တဲ့ပုံလေးတွေရှိတယ်အားလုံးပေါင်း3ပုံပေါ့အဲ့ဒီ3ပုံကိုပဲကျွန်တော် digital ပြန်ပြောင်းပြီးဆွဲထားတာပေါ့နော်ပုံလေးတွေကဘာလဲဆိုတော့မြန်မာမှုဘက်ကိုတော့ပို့သွားတယ်ပေါ့နှစ်ပုံကတော့ပေါ့နော်မြန်မာမှုဘက်ကိုမှမိသားစုရဲ့ vibe ရယ်ပြီးတော့ကျွန်တော်ဒီ religious ပေါ့ဘာသာရေးပုံစံဟာမျိုးလေးတဲ့အဆောက်အအုံပေါ့နော်အဲ့ဒီအပိုင်းလည်းပါတယ်နောက်တစ်ခါကျတော့ဒူတယ်ပေါ့ဒူတယ်ကိုလည်းဆွဲရသဘောကျတော့အဲ့ဒါလေးလည်းထည့်ဆွဲထားအားလုံးပေါင်း3ကားပေါ့ဟုတ်ကဲ့အဲ့3ကားထဲမှာဒီတော့ဘယ်လိုမျိုး story ဘယ်လိုမျိုး background နေနဲ့ဆွဲခဲ့တာလဲဒီလိုပြောပြပေးလို့ရမှာလားရတယ်ဟုတ်ပထမတကားကျတော့ဒီ
ဖျားဆောင်နှမ်းနေပြီးတော့တက်လာရတယ်ဗောနော်တက်လာတဲ့အဲ့ moment လေးပေါ့အဲ့ခိုက်တန်လေးကိုပဲဆွဲထားဒါပေမဲ့အဲ့ဒါကိုဘာကိုပြောချင်တာလဲဆိုတော့ဟိုကျွန်တော်တို့ရဲ့စိတ်အေးချမ်းနေတဲ့အချိန်တစ်ချိန်ကအမြဲတမ်းရှိတယ်အဲ့ဒီအချိန်လေးကိုပဲကျွန်တော် icon chip မြောက်လို့ကြည့်ပြီးတော့တခါလေးဆွဲထားပေးလိုက်တာဗောနော်ဘာမှမဆိုလို့ချင်းဟိုကျွန်တော်ကဗုဒ္ဓဘာသာလူမျိုးဖြစ်တဲ့အတွက်ဗျာကျွန်တော်ဖျားသွားတဲ့အချိန်မှာအလွယ်ဆုံးဆိုလို့ချင်းဖျားသွားတဲ့အချိန်မှာဖြစ်လာတဲ့စိတ်အေးချမ်းမှုဟာလေးပဲအဲ့ဒါအောင်မှဇုံတွဲလေးတွေတို့အချင်းချင်းအဲ့အချိန်မှာအယိုးသားဆုံးပဲအယိုးသားဆုံးဖြစ်နေတဲ့အကြည့်တွေကိုပဲထည့်ပြီးတော့ဆွဲပေးလိုက်တော့နောက်တစ်ခုကကြတော့ဟိုကျွန်တော်ကိုယ်တိုင်ငယ်ငယ်ကကျွန်တော်ရဲ့မိသားစုကိုပဲပြန်ပြီးတော့ပြန်ဆွဲပေးထားပဲကျွန်တော်ကိုယ်တိုင်ပါတယ်ကျွန်တော်အမေပါတယ်ကျွန်တော်ညီကိုမောင်နှမတွေပါတယ်နောက်တစ်ခုကကျွန်တော်ပြောပြလို့ပဲကျွန်တော်ကဒီဒူတွေဆွဲရကြိုက်တယ်ဒူတွေဆွဲရကြိုက်တဲ့အတွက်ဒီဒူတွေဒီဇိုင်းလေးတစ်ခုပေါ့အဲ့ဒါတော့ဒူတွေပဲပေါ့နော်ဒူတွေပုံစံမျိုးပဲကျွန်တော်ထည့်ဆွဲထားတယ်ဟုတ်ကဲ့အခုအနေနဲ့ဒီ hour medium တွေအများကြီးရှိတဲ့နေရာမှာ digital hour ကိုဘာကြောင့်ရွေးချယ်ပြီးတော့ဆွဲပြခဲ့လဲဒီ creation တွေသက်လုပ်ခဲ့လဲဆိုတာလေးပြောပြပေးလို့ရမလားအဲ့ဒါကျတော့ကျွန်တော်ကခစ်ပေါ့ဟုတ်ခစ်ရကြတော့ဟိုဒီလက်ရှိတိုးတက်လာတဲ့ခစ်မှာဗျာ digital artist ထွက်လာရဆိုမဆန်းအောင်လေဟုတ်တယ်မလားအဲ့လိုမျိုးဆိုတော့နံပါတ်1ကကျတော့ဒီ digital ကကျွန်တော်တို့ကtransfer data အစားအရန်လွယ်တယ်ဗျာလို့ရှိရင်ကျွန်တော်တို့ဒီပျက်စီးဆုံးရှုံးမှုအပိုင်းဆိုလို့ရှိရင်လည်း risk တော်နည်းရတယ်မှာပါပေါ့နောက်ဆုံးဥပမာဗျာဟိုညီလေးက client ဆိုလို့ရှိရင်အရင်ကလိုမျိုးကျွန်တော်တို့ကဒီစာရွက်ပေါ်မှာဆွဲလိုက်တဲ့ပုံတစ်ပုံကကျွန်တော်ကတေပိုးစရိတ်ကအစထိန်းသိမ်းရတဲ့အပိုင်းကဏ္ဍအတီးအားပြောမယ်ဆိုလို့ရှိရင်တော်တော်လေးအချိန်တိုင်းတောင်းဝင်ယူရတယ်ပေါ့အခုဆိုလို့ရှိရင်ဒီ digital ခက်မိလာတဲ့အချိန်မှာဒီ digital နဲ့ဆွဲလိုက်တယ်ဆိုလို့ရှိရင် client ကိုကျွန်တော် email တစ်ခုပြီးလိုက်တာနဲ့ကျွန်တော် email ပို့လို့ရှိရင်ရနိုင်ပြီဟုတ်ကဲ့အဲ့ဒီအပိုင်းဆိုလုပ်ငန်းလုံးကအဓိကတော့လုပ်ငန်းလုံးကပို့ပြီးမြန်ဆန်တယ်ဒီ commercial ဘိုင်းတွေမှာကျွန်တော်လုပ်ရတာပို့ပြီးမြန်ဆန်တယ်အချိန်ကုန်တက်တာရယ်ပြီးတော့ဟိုပို့ပြီးတော့မြန်ဆန်တဲ့ creation ဘိုင်းတွေကိုကျွန်တော်တို့က software ရဲ့အကူအညီနဲ့လုပ်လို့ရတယ်ဟုတ်တယ်အဲဆိုလို့ကျွန်တော်ရဲ့ creative မပါတာကိုပြောရမှာကျွန်တော်ရဲ့ creative နဲ့ဥပမာ Photoshop ရဲ့feature ပါတဲ့အထောက်အပံ့နဲ့ကျွန်တော်ကပေါင်းပြီးတော့ creative လုပ်ပြီးတော့ client ကို sporting လုပ်ပေးလိုက်တဲ့ပုံမျိုးဟုတ်ကဲ့အခုဒီလိုမျိုးအဲ့လိုဖန်တီးဒီ digital hour တွေကို media တွေကိုဖန်တီးခဲ့ရနေပြီးတော့ကိုယ်အနေနဲ့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကို sharing လုပ်ပြီးပါလားအဲ့ကြုံတွေ့ရတဲ့အခက်အခဲတွေကိုဒီဘယ်လိုမျိုးဖြေရှင်းခဲ့လဲဆိုတာပေါ့နော်ပထမဆုံးအနေနဲ့ကျွန်တော်2017ပေါ့2018လောက်မှာဒီ Just Studio မှာ junior အနေနဲ့ junior artist အနေနဲ့ဝင်ပြီးတော့ဝင်လုပ်ခဲ့တယ်ပေါ့နော်အခက်အခဲဆုံးပိုင်းကဘာလဲဆိုလို့ရှိရင်တော့software သုံးနေ digital ကိုလုံးဝ close ပြအောင်လို့ရင်းနှီးဖြစ်အောင်လို့မသုံးဘူးတဲ့အတွက် software ရဲ့သုံးနည်းတွေရယ်ပြီးတော့ဒီ ID device တွေပေါ့ဒီသူတို့ကိုကျွန်တော်တို့အလင်းမိအောင်လို့ကျွန်တော် shortcut key တွေအစားပေါ့အဲ့အမျိုးလေးတွေကတော့ခက်ခဲခဲ့ဒါတော့ digital artist တိုင်းမှာပထမဆုံးစစချင်းရှောက်လန်းလာမယ် digital artist တိုင်းရဲ့အခက်ခဲပဲဗျာနံပါတ်1က software နံပါတ်2ကကျွန်တော်ရဲ့ device ရဲ့ setup ပေါ့ကျွန်တော်ဟိုတက်ဆင်ထားတဲ့ပုံစံမျိုးပေါ့ပြီးလို့ရှိရင်ကိုကဘယ် device နဲ့ဆွဲမလဲဆိုတဲ့ဟာမျိုးလဲရွေးချယ်ရမှာပေါ့ဗျာအဲ့လိုမျိုးတွေမှာခက်ခဲသွားတာမျိုးလေးကျွန်တော်ရှိတယ်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်စာရွက်မှာဆွဲရတဲ့ feeling နဲ့ digital မှာဆွဲရတဲ့ feeling တော်တော်ကွာဟသွားတာလည်းရှိတယ်အဲ့ဒါကိုလည်းပြန်ပြီးတော့ကျွန်တော်ကဟို record ပြန်ခေါ်ရတယ်ဒါတဲ့မလားစာရွက်မှာဆွဲနေကြလူကဒီ screen အများကြီးပေါ်မှာပန်နဲ့ဆွဲလိုက်တဲ့အချိန်မှာနည်းနည်းလစ်ခါသွားတဲ့စိတ်လေးရှိတယ်အဲ့ဒီတော့ကျွန်တော်တို့ထင်တာတော့အောက်မထွက်လာတာလည်းရှိတယ်ဟုတ်ဒါတော့ကျွန်တော်ရဲ့ experience တပြေးလိုလာမှာပေါ့နော်တပြေးအချိန်ကြာဆွဲလာရဆိုလို့ရှိရင်တော့scale အောင်ပို့ပြီးကောင်းလာမယ်ပေါ့စစချင်းမှာကျွန်တော်နည်းနည်း all and and ဖြစ်တာပေါ့အဲ့လေးတော့တိုက်ဖတ်တော့ဟုတ်ကဲ့ခင်ဗျာအခုအနေနဲ့ဒီ our innovation ပွဲမှာပါဝင်ခဲ့တယ်ဆိုတော့ဒီစနာမကြီးက3ခါနဲ့ပါဝင်ခဲ့ပြီးတော့အဲ့အနေနဲ့ဒီပါဝင်ခဲ့ရတဲ့အတွက်ဘယ်လို result မျိုးတွေရလာဖို့မျိုးနေတာလဲဘယ်လိုလဲပြောလို့ရှိရင် result ဆိုရဘာမှမမျောလဲထားအောင်ဗျဟုတ်ကဲ့မမျောလဲထားအောင်ဆိုတာကျွန်တော်ကပေးကြည့်လိုက်တာလာကြည့်လိုက်ခေါင်းကြည့်လိုက်ပြီးတော့ဟိုခန်းစားကြည့်လိုက်ပေါ့ခါသားပြောမယ်ဆိုဘာမှမရရင်တော့တောင်းထားရလိုက်ပေါ့ဆိုတော့အဲ့တော့ဟိုပြောချင်တာကျွန်တော်ရဲ့ scale sheet လောက်ကျွန်တော်အကုန်ချပြထားတယ်ဟုတ်ဒီတဲကိုစီမျောကြည့်လိုက်တခုခုစိတ်ချမ်းသာမှုပဲဖြစ်ဖြစ်တခုခုတောင်မဟုတ်ဒီပကြီးကားလေး3ကားနေပြီးတော့ပဲခန်းစားချက်တစ်မျိုးမျိုးဝင်သွားတာပဲဖြစ်ဖြစ်အဲ့ဒါကျွန်တော်တို့အမြင့်ပဲဟုတ်ကျန်တဲ့ဒီဟိုဟာရမှဒီဟာရမှဒီကောင်းတဲ့ result တစ်ခုခုဖြစ်မှဒီကားတွေကပေါက်သွားမှဆိုတာတက်စားလို့ရှင်နောက်ဆုံးပြတယောက်ပဲကျွန်တော်ရဲ့ပကြီးကားကိုကြည့်ပလိစေအောင်
အဲ့တယောက်တည်းကပဲသူ့ရဲ့ဒီ mindset လေးမှာဟိုစိတ်ခံစားချက်လေးတစ်ခုရပြီးတော့အဲ့ excited လေးကစိတ်ချမ်းသာသွားမယ်ဆိုလို့ရှိရင်ဒါကျွန်တော် achievement ဒါကျွန်တော်ရဲ့အောင်မြင်မှုတစ်ခုပဲကြောင့်ဘာကြောင့်လဲဆိုတော့ဘာလို့ပြောလဲဆိုတော့လက်ရှိမှာကျွန်တော်အားလုံးပြင်ပန်းနေတဲ့ကြားထဲမှာဟိုကျွန်တော်ရဲ့ဒီပကြီးကားလေးကစိတ်ချမ်းသာစရာအခိုက်အတန့်လေးတစ်ခုဖြစ်ချင်အဲ့လိုဟုတ်အဲ့ဆိုအခုဒီ out innovation ပွဲအပြင်မှာနောက်ထပ်ဘယ်လို plan မျိုးတွေဘယ်လိုအပန်းမျိုးတွေမှာပါဝင်သွားဖို့ရှိလဲ plan ကကြတော့ကျွန်တော်ကဒီ character creation လုပ်ဟို character creation လုပ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ဒီ story ပုံစံလေးဆွဲရတော့ဒီ character လေးတွေကိုကျွန်တော်ရဲ့ဒီ social media တွေမှာသင်တာမျိုးတွေမဟုတ်ပဲကျွန်တော်ရုပ်ပြအထိထုတ်ဖို့လဲကျွန်တော်စဉ်းစားထားတယ်ပေါ့နော်တခြားတော့ personal award တွေလည်းအလင်းမီအောင်ဆွဲခြင်းနဲ့စိတ်လည်းရှိလို့ပေါ့ပြီးတော့တခြားတော့ဒီ collaboration လေးပေါ့အဲ collaboration တချို့လည်းလုပ်ဖြစ်နေတယ်ပေါ့အဲ့ဒါမျိုးပေါ့အဲ့ဒါပေါ့နော်ကျေးဇူးတင်ပါတယ် ဟုတ်ကျေးဇူးတင်ပါတယ် မင်္ဂလာပါကိုအခုရဲ့ဒီ artist နာမည်လေးပြဆက်ပေးပါဦး artist name ကတော့ Nicholas ပါ ဟုတ်ကဲ့အခုလက်ရှိဘာတွေလုပ်ပြနေလဲမသိ ခုလက်ရှိမှာတော့ကျွန်တော် webtoon company တစ်ခုမှာလုပ်နေတယ်ပြီးတော့နောက်ပြီးတော့ personal နေကတော့ illustration တွေပို့ပြီးဆွဲပြနေတယ်ဟုတ်ကဲ့အခုဒီ out innovation ပွဲကိုဘယ်လိုမျိုးသိပြီးဘယ်လိုမျိုးပါဝင်ခဲ့တာလဲမသိဘူးတိရတော့ Infinity Art ဒီအတီးတယောက်ကဒီမနေ့ကပွဲတစ်ခုလုပ်နေရဆိုပြီးတော့ဟိုစိတ်ဝင်စားလာဆိုပြီးမေးနေကိုလည်းတစ်ခါမှမပါဘူးကနဲ့ပါပြေပါပေါ့နော်ဟုတ်ကဲ့အဲ့ဆိုတော့ဒီဘယ်လိုအဘောမျိုးတွေကိုဒီ out innovation ပွဲတွေမှာအချပြပါဖို့ရှိလဲအဓိကကျွန်တော်က fantasy ဘိုင်းနေဆွဲတဲ့အဓိကဆွဲတဲ့သူဆိုတော့ဒီပွဲမှာလည်းအဲ့လိုမျိုး medieval fantasy ပုံစံမျိုးနဲ့ပါဝါဖို့ရှိရတယ်ပေါ့နော်ဟုတ်ကဲ့ဘယ်လို story မျိုးလေးတွေဘယ်လို background မျိုးလေးတွေချပြသွားမှာလဲအဓိကတော့ကျွန်တော် night ပေါ့နော် night တို့ဒီမှာ quest တို့ the quest ဆိုတဲ့နာမည်လေးပေးထားတယ်ပြီးတော့ဇလန်ကတော့ကျွန်တော်တို့အခုလူတွေရဲ့ဒီမှာဘဝရဲ့အခက်အခဲတွေပေါ့အဲ့အခက်အခဲတွေကြားရနေပြီးတော့ဟိုကိုယ့်ရဲ့ပန်းတိုင်းကိုသွားတဲ့ပုံစံမျိုးပေါ့အဲ့ဒီပန်းတိုင်းကအခက်အခဲတွေကြားရနေပြီးတော့ဟိုဇွဲမလျှော့ဘဲနဲ့သွားတဲ့ပုံစံမျိုး quest ဆိုတဲ့အနေအဲ့လိုမျိုးပုံစံလေးလုပ်ပြီးတော့ဆွဲထားတယ်ပေါ့နော်အဲ့ဆိုအခုဒီပေါ့အခုရဲ့ဒီ media ဒီ award ဆွဲတဲ့ဟာထဲမှာအခုတခြားသော media တွေရှိတဲ့အထဲမှာဘာလို့ digital award ကိုရွေးခဲ့ရတာလဲဆိုတာဒီပြပြပေးပါလားdigital ကတော့ပြောရရင် digital ကကိုပထမဆုံးထိတွေ့ခဲ့တဲ့ media လို့ပြောရင်တော့မှန်တယ်ပေါ့ဘာလို့လဲဆိုတော့ဟိုတခြား media တွေကဆွဲတဲ့ခါကျရင်လည်းပို့ပြီးတော့အချိန်ယူရတယ်ပြီးတော့ဟို college ဆိုလို့ရမယ်ဈေးလည်းကြီးတယ်လို့ပြောရရတယ်ပေါ့နော်အဲ့တော့ဒီမှာအားကြောင့်အဓိကတော့အဲ့အကြောင်းပါပဲအဲ့အကြောင်း digital ကိုရေးပြခဲ့ဟုတ်အဲ့ဆိုအခုဒီဆွဲခဲ့တဲ့ video ရော digital award ကိုဆွဲလာခဲ့တဲ့အချိန်မှာအခုအနေနဲ့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲလေးနဲ့အခုအဲ့ကြုံတွေ့ရတဲ့အခက်အခဲကိုဘယ်လိုမျိုးဖြေရှင်းခဲ့လဲဆိုတာလေး sharing လုပ်ပေးပါလားအခက်အခဲကတော့အများကြီးရှိရပေါ့နော်ပထမဆုံးအခက်အခဲကပြောရရင် digital စာဆွဲတဲ့လူတိုင်းကကျွန်တော်သိရသလောက်ပေါ့နော်ဟိုအကုန်လုံးကဖုန်းနဲ့ပဲစာဆွဲခဲ့တာဆိုတော့လေဟိုကျွန်တော်ကိုယ်တိုင်လည်းဖုန်းနဲ့ပဲစာဆွဲခဲ့တာဆိုတော့ဟိုအေးရနေပြီးတော့ဒီ screen သေးသေးလေးပေါ်မှာအကုန်လုံးစခဲ့ရပြီးတော့ screen သေးသေးလေးပေါ်မှာပဲ practice တွေလုပ်တယ်ဆိုတော့အဲကနေပြီးတော့အဲ့ဒီမှာတော့အခက်အခဲတွေအများကြီးပဲကိုယ်လည်းဘာမှမသိဘူးဆောင်းအောင်ဆိုရင်ဟိုဒီ art နဲ့ပတ်သက်တာဆိုရင်ကိုယ့်ကိုယ်ပဲလေ့လာပြီးတော့ကိုယ့်ကိုယ်ပဲသင်ယူခဲ့ရဆိုတော့နော်အားကြောင့်အဲ့အခက်ခဲပြီးတော့ motivation မရှိတဲ့ပြဿနာတော့ခဏခဏကြုံရတယ်ပေါ့ဟို hour တစ်ခုဆွဲမယ်ဆိုတာဟိုဘယ်လိုချက်ချင်းခေါင်းနဲ့ idea ထွက်လာတာမျိုးမဟုတ်ပဲねဘာမှဘယ်လိုကဘာမှမရှိပဲねအဲ့လိုတင်ပါဟို plan ဖြစ်နေတာပေါ့နော်အဲ့မျိုးအဲ့ canvas အလွတ်ကြီးကိုအကြိုက်စိုက်ကြည့်နေရတဲ့ချိန်တွေကများတယ်ပေါ့ဟုတ်ကဲ့အကဲအဲ့လိုမျိုးဖြစ်လာရင်တော့ကျွန်တော်လုံးလိုက်တဲ့နီလန်းတွေကတော့အချင်းနာထောင်တာဖြစ်ဖြစ်စာအုပ်ဖတ်တာဖြစ်ဖြစ်တော့ဟုတ်အဲ့လိုမျိုးလေးဆိုရင်တော့ကိုကောင်းထဲမှာ idea အသစ်လေးပေါ်လာတာမျိုးအဲ့လိုမျိုးရှိဟုတ်ကဲ့ပေါ့ဒီအခုဒီ out innovation ပွဲကနေပြီးတော့ပါဝင်ခဲ့တဲ့ပကြီးကားတွေပါဝင်ခဲ့တဲ့ပါဝင်ခဲ့တဲ့အနေပြီးတော့ဘယ်လိုမျိုး result မျိုးဒီပွဲလုပ်ခဲ့ရတဲ့နေပြီးတော့မှဒီအခုအနေနဲ့ဘယ်လို result မျိုးရလာဖို့အတွက်မျှော်လင့်နေပေါ့နော်our နဲ့ပတ်သက်ပြီးတော့မျှော်လင့်တဲ့ result ကတော့မရှိပါဘူးเนาะဒီ our ကတော့ဒီမလားကိုနဲ့ကိုယ့်ရဲ့ personal ပုံစံမျိုးဖြစ်နေတာဆိုတော့အဲကြီးတဲ့လူတွေလည်း
အောက်ကနေပြီးတော့စင်သူတို့ရဲ့ live သူတို့ရဲ့ဘဝကိုပြန်ပြီးတော့ refresh လုပ်နိုင်အောင်ပေါ့အဲ့ဒါလေးပဲပြောနေတယ်နောက်တစ်ခုကတော့ artist တွေအများကြီးနဲ့တွေ့ရတာဆိုတော့သူတို့ရှေ့ကလည်းကိုမသိသေးတဲ့ပညာတွေလည်းယူလို့ရတာပေါ့နော်အဲ့ဒါလေး โอเคအဲ့တော့အခုဒီနောက်ထပ်ဘယ်လိုမျိုး plan မျိုးတွေထပ်လုပ်သွားဖို့ရှိလဲဘယ်လို event မျိုးတွေမှာပါဝင်သွားဖို့ရှိလဲ plan ကတော့ကျွန်တော်အခုနောက်ပိုင်းတော့ comic ဒါမှမဟုတ်အဲ့လိုမျိုးပေါ့ illustration ဘုတ်တကူထုတ်ဖို့တော့စဉ်းစားထားတဲ့ ideas တွေပုံစံမျိုးပဲရှိတယ်ပေါ့ โอเค တကယ်တမ်းရမလားဆိုတော့တော်တော်ခက်ခဲတဲ့ຢာပါလုံးနေတဲ့လူတွေလည်းတကယ်တင်လေးစားရပေါ့နော်နောက်တစ်ခုကတော့အဲ့လိုမျိုး event တွေမှာပေါဝင်ဖို့ကတော့ကျွန်တော်အားရင်အားလို့ပေါဝင်လို့စိတ်ရှိရဟုတ်ကဲ့ โอเคကျေးဇူးပါ ကျေးဇူးတင်ပါတယ် မင်္ဂလာပါ မင်္ဂလာပါ အတနေမိတ်ဆက်ပေးပါဦး ညီမနာမည်ကတော့ခိုင်တိုယူကန်လို့ခေါ်ပါတယ်အများသောအားဖြင့်ကတော့ခိုင်တိုလို့ခေါ်ကြပါတယ် โอเคအခုလက်ရှိဘာကြီးလုပ်ဖြစ်နေလဲ အခုလက်ရှိအနေနဲ့ကတော့ Webdo application မှာ Webdo နဲ့ဆွဲပြီးတော့တင်နေပါတယ်ပြီးတော့ comment တွေလည်းဆွဲဖို့အတွက်ဆက်လက်ပြီးကြိုးစားနေပါတယ် အဲ့တော့ဒီအခု out if ကျမအနေနဲ့ out innovation ပွဲထဲမှာဘာကြောင့်ပါဝင်ခဲ့ရလဲဘယ်လိုတည်ပြီးပါဝင်ခဲ့တာလဲ ဘယ်လိုသိပြီးပါဝင်ခဲ့ရလဲဆိုတော့မင်းပြောလို့သိတာပါနောက်တစ်ခုကဘာလို့ပါဝင်ခဲ့ရလဲဆိုတာတော့ digital art တွေကိုဒီလိုမျိုးပြပွဲအနေနဲ့ပြုလုပ်တဲ့ပွဲတွေကတအားရှားပါတဲ့အတွက်အဲ့မှာ digital artist တယောက်အနေနဲ့ပါဝင်ခြင်းတဲ့အတွက်ပါဝင်ခဲ့ရဖြစ်ပါတယ် ဆိုတော့အခုဘယ်လိုမျိုးဒီ award တွေနဲ့ပါဝင်သွားဖို့ရှိလဲ လောလောဆယ်စဉ်းစားတာတော့ traditional vibe လေးရတဲ့award တချို့နဲ့ပါဝင်ဖို့တော့စဉ်းစားထားပါတယ် ဟုတ်အဲ့ဆိုရင်ဒီဆွဲမဲ့ဟွာပါဘောကပေါ့လေဒီဘယ်လိုမျိုး storyline ဘယ်လိုမျိုး background တွေနဲ့sharing လုပ်ပြီးတော့ပါဝင်သွားဖို့ရှိလဲ ဘယ်လို background အနေနဲ့လဲဆိုတော့မြန်မာ cultural vibe ရ horror vibe လေးကိုပေါင်းထားတဲ့ storyline လေးနဲ့တင်ပြသွားဖို့ရှိပါတယ် ဟုတ်ကဲ့ပေါ့ဒီ our media တွေအများကြီးရှိရတဲ့နေရာမှာဘာလို့ digital art ကိုရွေးခဲ့ရလဲ ပထမဆုံးတစ်ချက်အနေနဲ့ digital art ကဖုန်းနဲ့လက်နဲ့ပဲစခဲ့ရဆိုတော့ကိုယ့်အတွက်ဘယ်လိုပြောမလဲစီပေါ်စီးနေတဲ့အားကြောင့် digital art ကိုစပြီးရွေးချယ်ခဲ့ပါစီးသက်တာအတွက်ကြောင့်အဲ့ဒါနေစပြီးရွေးချယ်ခဲ့ဖြစ်ပါတယ်အဲ့ဒါနေတစ်စင်းတိုးတက်လာပြီးတော့ digital art ပိုင်းမှာတော့ပြတာမရဘူးနောက်ပိုင်း traditional art တွေတော့မဆွဲပြတော့ပါဘူး ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီပေါ့ဘယ်လိုမျိုးဒီပေါ့ဆွဲခဲ့တဲ့ဟွာတွေထဲမှာဘယ်လိုမျိုးအခက်အခဲတွေကြုံတွေ့ခဲ့ပြီးတော့အဲ့ကြုံတွေ့ခဲ့တဲ့အခက်အခဲတွေဘယ်လိုဖြေရှင်းခဲ့လဲဆိုတာလေး sharing လုပ်ပေးပါလား digital artist တယောက်အနေနဲ့ကျွန်တော်ရဲ့အကြီးမားဆုံးအခက်အခဲကတော့အိမ်နဲ့ပြဿနာတက်တာပေါ့နော်အိမ်ကတိတ်ပြီးတော့ sport တွေမပေးဘဲနဲ့ဒီဟာကိုပဲ career တစ်ခုအနေနဲ့ရွေးချယ်ခဲ့မှအချိန်မှာအိမ်နဲ့လည်းအများကြီးပြဿနာတက်ခဲ့ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာညာတော့အပြင်ညှိယူပြီးတော့ကိုကလည်းဒီတက်တော်အောင်ကြိုးစားလာဘယ်လိုပြောမလဲဒီထက်ပိုပြီးလုံးနိုင်အောင်ကြိုးစားလာတဲ့အချိန်မှာအိမ်နဲ့တော့နည်းနည်းတော့ပိုပြီးအဆင်ပြေလာရပေါ့နော်ပြီးတော့ကိုကြိုးစားထားတာလည်းသူတို့မြင်ရတဲ့အတွက်ပိုပြီးလည်းလုပ်ခွင့်နေပေးလာရပေါ့အဲ့ဒါတော့အကြီးမားဆုံးခက်ခဲပါပဲ โอเคအဲ့တော့ဒီ our innovation ပွဲမှာ award လေးနဲ့ပါဝင်ခဲ့တယ်ဆိုတော့အဲ့ပါဝင်ခဲ့တဲ့ award တွေကနေပြီးတော့ဒါမှမဟုတ်ဒီကျ our innovation ပွဲကျင်းပရတာကနေပြီးတော့ဘယ်လို result မျိုးတွေရလာဖို့ညွှန်နေတာလဲ ဘယ်လို result မျိုးလဲဆိုတော့တိကျကျမျှော်မှန်းထားတာတော့မရှိဘူးပေါ့နော်ဝယ်သွားရင်တော့ကောင်းတာပေါ့နော်ကိုဆွဲထားတဲ့အားလေးကိုလုံးဝတန်ဖိုးထားပြီးတော့အမြဲတမ်းထားမဲ့တွေဝယ်သွားရင်တော့ပိုကောင်းတာပေါ့နော်တိုင်းမျောလင်းထားတာတော့မရှိပါဘူးပြီးတော့ကိုကဒီလိုပွဲမျိုးမှာပါဝင်ခဲ့ရတခြားကိုထက် senior ကြတဲ့လူတွေကိုထက်အများကြီးတော်တဲ့လူတွေနဲ့အတူပါဝင်ခွင့်ရတဲ့အတွက်လည်းအများကြီးကျေနပ်ပါတယ် โอเคအဲ့ဆိုရင်နောက်ထပ်ကောဘယ်လို event မျိုးတွေဘယ်လိုမျိုး plan မျိုးတွေထပ်လုပ်သွားဖို့ရှိလဲ နောက်တဲ့ event အနေနဲ့ကတော့ပါဝင်ဖို့အတွက်ကတော့မရှိသေးပါဘူး။ဒါပေမဲ့နောက်ပိုင်း work တုံးတွေပို့ပြီးအာရုံစိုက်ပြီးတော့ဆွဲမယ်လို့တော့စဉ်းစားထားပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ။ကျေးဇူးတင်ပါတယ်။ ဘိုးလေးကအတက်တင်လေးရှင်းပြတယ်ပေါ့ ဟုတ်ကျွန်တော်ဘက်က Infinity ရပါဒါကျွန်တော်က Sam မပြီးလို့လည်းခေါ်ပါတယ်ဒါကတော့မီယိုပန်ဝင်းမှာဒါ UB ဒါ artist movie ဟုတ် အခုဒီအော် innovation ပွဲလေးကိုခဏလေးပြီးတော့ပြန်ပါမယ် ပွဲအကြောင်းကတော့ကျွန်တော်ဒီဝေယွန်းဘက်ကဝေယွန်းနဲ့ဒီ pro app ဘက်ကနေကျွန်တော်ဘက်ကိုဒီပြပွဲလေးလုပ် digital ပြပွဲလေးလုပ်ဖို့ရှိရဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတာဆိုပြီးဆက်သွယ်လာတယ်ကျွန်တော်ပါဝင်ပြတာပေါ့ဟုတ်လိုအောင်မျိုးတွေပါဝင်မှုရှိလဲဆိုတော့ကျွန်တော်တို့အဲ့ပြပွဲပြရမယ်ဆိုပြီးစာတည်ရောအဲ့ဒီကလုပ်ချင်တာ storytelling အဓိကအသားပေးပြီးလုပ်ချင်တာပေါ့အဲ့မှာအဲ့ဟာဖို့ကျွန်တော်တွေ့ရ okay storytelling ဟိုမှာ team တစ်ခုအောက်ကနေပြီးတော့ဒီ hour တွေအကုန်လုံးသွားကြတယ်ဆိုပြီးစပြီးတွေ့တယ်။ဒါပေမဲ့ team ဘာ team နဲ့ပြရမလဲဆိုတော့တွေးရတယ်3ရက်လောက်ကြာပါ
အဲ့ဒါနဲ့ပြီးတော့မှကျွန်တော် okay team မှာ idea ရပါတော့ team ကဘယ်လိုပြောရမလဲဆိုရင်ကျွန်တော်နေ့တစ်နေ့ရဲ့အချိန်တွေပေါ့အချိန်တွေမှာနေထွက်တဲ့အချိန်ရှိရနေဝင်တဲ့အချိန်ရှိရပြီးရင်မနက်နေ့လေညအဲ့လိုမျိုးနဲ့ hour တစ်ခုစီကိုအဲ့ team အောက်ကနေပြီးတော့တယောက်ကိုပြစ်မဲနိုင်လိုက်တယ်ဗျပြီးတော့တယောက်ဘယ်သူဘာကြမသူတယောက်က sunset ကြတယ်တယောက်က sunrise ကြတယ်တယောက်က afternoon ကြတယ်ထားပါအဲ့လိုမျိုးခွဲလိုက်ပြီးတော့မှ hour ကိုဆွဲရအောင်ဟုတ်အဲ့တော့ဒီစက်ပြပါ our name လေးတွေကကျွန်တော် our ကနှစ်ခုပါတယ်တစ်ခုကmonk motivation 2% ဆိုတာ 0% ကျွန်တော်တိုင်ပါအောင်မေ့အဲ့ our ရဲ့အကြောင်းအားကြတော့ဒီကကျွန်တော်ဘဝနဲ့နည်းနည်းတော့ပြန် reflect တော့ဖြစ်တော့ကျွန်တော်အဲ့တော့ကကြောက်ကြပြီကိုရင်ဝတ်တော့ကမနေ့4နာရီအဲ့လိုထားရတဲ့အချိန်မှာအိမ်ငိုက်တဲ့ဟာလေးနဲ့အဲ့ဒါမှကိုယ့်အကို modify လုပ်ပြီးတော့ဆွဲထားတဲ့ဟာတစ်ခုပါတယ်ပြီးတော့အဲ့ဒါကြတော့ theme ကပေါ့ sunrise ကျွန်တော် sunrise ရဲ့ sunrise ကြာအဲ့တော့မှ team နဲ့တယောက်က night ကြတဲ့တယောက်ကသူအချိန်မရတော့နဲ့ကျွန်တော်က night ပို့လဲတာဝန်လိုက် night ပို့ကတော့ကျွန်တော်လော April လောက်ကထွက်ထားတဲ့ခွာဆိုတဲ့ရုပ်ပြကစာမျက်နှာတစ်ခုကိုကျွန်တော်အဲ့ဒါကလက်တိုင်ပိုင်းမပါဘဲနဲ့လုံးဝ illustration လိုစက်တန်ဆွဲထားတာဆိုတော့အဲ့ဒါကိုပဲပြန်ပြီးတော့သုံးလိုက်တယ်ပေါ့အဲ့ဒါညပေါ့အဲ့ကောင်ကကြတော့အဲ့ comic ကအကြောင်းပဲပေါ့ဗျာဒီမကောင်းတာလုပ်တဲ့လူစီကိုဒီသူရဲကောင်ဒီချိန်နာမီတင်းနေတဲ့သူရဲကောင်ကရောက်လာတယ်ဆိုတော့ပေါက်လန်နဲ့တွားထားတယ်ကျန်တဲ့လူတွေကတော့အော်ကျွန်တော်အောက်ကတော့ဒီမနက်ခင်းပေါ့နော်မနက်ခင်းဟာလေးကိုဆွဲပြတာပေါ့နော်အောက်နေကတော့ devoting morning ပေါ့နော်ဒီမနက်ခင်းမှာဒီမနက်သူ့ရဲ့ချစ်ရသူပြန်လာတဲ့လူကိုစောင့်နေခြင်းချီထိုးရင်းနဲ့စောင့်နေအောင်ဆွဲထားအောင်နော်ဒီသူ့ရဲ့ခံစားချက်တွေဆွဲထားour နာမည်ကတော့ lingering smoke ပါဒီနေ့မလာနိုင်တဲ့လင်းလင်းထက်နဲ့2ယောက်တူတူဆွဲထားတဲ့ painting ဖြစ်ပါတယ်spin wheel လေတော့afternoon ကြာရပေါ့ပရင်းပေါက်ကနေနည်းနည်းဝင်လာတဲ့နေအောင်ကြီးလေးရယ်အလန်းတက်ခတ်လေးရယ်ပြီးတော့ vintage ဆန်ဖြစ်တဲ့ vibe လေးကိုထည့်သွင်းနေဆွဲထားပါတယ်ဟုတ်ကဲ့နားတော့မင်းနိုင်လိုက်တာတော့ sunset ပေါ့ sunset ကြတော့အစားတော့ဒီအိုင်းဘာဆွဲလို့ဆွဲရမှမသိတော့အဲ့လိုပဲဟိုဆွဲထားမပြီးသေးတယ်မပြီးပြတ်တဲ့ဇလက်တွေအများကြီးလို့ရှိတော့ဒါပေမဲ့အဲ့ဒါကိုအဲ့ဒါကြီးတွေကမှအကြိုက်ဆုံးဖြစ်တဲ့ဘယ်လိုလုပ်မလဲအဲ့နေဝင်ချိန်ဆိုလို့ရှိရင်သူလူတွေကဘယ်လိုလုပ်မလဲခွဲခွာရေးနှုတ်ဆက်တယ်ဆိုတဲ့သဘောရှိရဲ့အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကောင်မလေးတယောက်ကပေါ့နော်သူချစ်သူကိုပြန်လွမ်းလို့စာလေးကိုဖတ်ရင်လမ်းဆွေးတယ်ဆိုတဲ့အဲဒီသဘောနဲ့ဆွဲထားတဲ့ပုံလေးတစ်ပုံပေါ့နော်အဲ့ဒါလေးဆက်ထားပါရှင်အဲ့ဒီမှာတော့ဘိုးဒီရောင်းဒီတဲ့အနေနဲ့ငါဆွဲထားတာတော့ဒီ digital အမှုပေါ့နော်သူရှင်းနေတာလည်းဒီ digital ကိုပြည့်ရှင်းနေတဲ့ကောင်ပေါ်မှာသူအဲ့ဒီကျွန်တော်ရမ်းစရှင်းဒါဘူးကကျွန်တော်ကပွင့်လင်းလင်းပြောရင် digital စထိတွေ့တာဘယ်လိုပြောမလဲဒီရုံးနေရဲ့အဲ့ဒီနိုင်ငံခြားရုံးတွေပေါ့မြန်မာပြည်လာဖွင့်တဲ့ရုံးတွေရောက်မှပို့ပြီးတော့ထိတွေ့တယ်လားများသောအားဖြင့်ကျွန်တော်က traditional ပဲရအောင်ဆွဲရကောင်ဆိုတော့ comic 9ဖြစ်နေတော့ comic artist တွေ traditional မှာပဲဆွဲကြတာဆိုတော့အဲ့ art supply တွေမရမကဝယ်ပြီးတော့ဆွဲတာရှိတာဒါပေမဲ့ဒီဟာကြီးကွာအခုတိုင်ငယ်အကြောင်းမျိုးနဲ့ဈေးတွေကအများကြီးဖြစ်လာတော့မတက်နိုင်တော့ဒီ digital ကကိုယ့်အတွက်ခါရဲဝယ်ပြီးမှပြီးပြီကွာသူက device ရှိရင်ဆွဲလို့ရတယ်ဆိုတော့အဲ့လိုနဲ့ပဲ change လိုက်ရအောင်မတက်နိုင်တော့လည်း change လိုက်အခုကတော့များသောအားဖြင့်တော့လေ comedy ဘာကြီးစာ hour တွေကအကုန်လုံးကတော့ digital နဲ့ပဲလုပ်နေတာဟုတ်ကျွန်တော်ဒီအရင်ဒီဆွဲရတော့အရင်တော့ကျွန်တော်ဒီ server နဲ့ပဲပေါ့ဆွဲရ traditional ပဲပေါ့နော်ဒါပေမဲ့ဒီနဲ့အဲ့လိုပဲနိုင်ငံရေးအခြေအနေနဲ့အဆင်မပြေရတဲ့ digital ဘက်ကိုစပြီးတော့ကူးပြတာပေါ့နော် digital ကူးတဲ့အချိန်မှာတော့အများကြီးပေါ့နော်ဒါကျွန်တော်က media တစ်ခုလုံးပြောင်းရတာဆိုတော့ဆွဲရတာတော့ခက်ခဲအများကြီးရှိခဲ့ပါဒီ digital နဲ့ပတ်သက်ဆက်လာချင်းစာဆွဲဖြစ်ခဲ့တာတော့ဖုန်းလေးနဲ့ပဲအရင်စဆွဲဖြစ်ခဲ့တာပေါ့နော်ပြောကြတော့မှ laptop တွေတိုင်းနဲ့ကျတော့ device တွေနဲ့ကရုံးတွေနိုင်ငံခြားရုံးတွေစောက်ဝင်တော့မှပို့ပြီးတော့ထိတွေ့လို့ရယ်media ကွာတာ traditional နဲ့ digital နဲ့ကွာတာကျတော့digital ကပို့ပြီးတော့အဖွဲ့တွေနဲ့အသင်းဖွဲ့တွေနဲ့ပို့ပြီးတော့လောက်ကင်လို့ကောင်းတယ် VR တွေဘာတွေတခြား effect တွေ special effect တွေရော tool တွေရောနဲ့ပို့ပြီးတော့3 view ရလွယ်တာကြောင့်လည်းပို့ပြီးတော့အဆင်ပြေတာပေါ့နော်ဟုတ်ကဲ့
မျိုးကကြတော့ဘယ်လိုစဆွဲပြတာလဲဆိုတော့အစားဆုံးကတော့လူတိုင်းလိုပဲအဲ့လိုစာရွက်ပုံမှာပဲအဲ့လိုအပျော်ရမ်းပုံဆွဲတာပေါ့ဆွဲရင်းနဲ့မှာနည်းနည်းပေါ့တခြားလူတွေပေါ့အဲ့ line ပေါ်ကလူတွေအဲ့လို digital app တွေနဲ့ပုံဆွဲလာတယ်ခါရဲဆိုတော့အဲ့လိုပဲသူတို့ဘာတွေဆွဲလဲဘယ်လိုဆွဲလဲဆိုတာလိုက်လေ့လာရင်းနဲ့မှာဒီလိုတစ်ဖြည်းဖြည်းပေါ့သူတို့ရဲ့လမ်းကြောင်းတိုင်းလိုက်ပြီးတော့အဲ့လို digital ဘက်ကိုကူးပြောင်းလာခဲ့တာပါအရင်တော့အဲ့လိုမျိုးတော့ အဲ့ဒါဒီအား innovation ကိုအောင်အောင်ရတဲ့ပုံမှန်ကိုဒီဝေးရနေပြီးတော့ represent မျိုးတွေဒီဝေးမှာတင်ခဲ့ရတဲ့ award တွေပြီးတော့ represent မျိုးတွေနောက်မှမဟုတ်ဝေးချင်းမှာအမျိုးဒီ represent တွေကိုတားရမယ်ပြောနေတာပဲ ညိုလင်းထားရအဲ့လိုမျိုးမရှိဘူးဒါပေမဲ့ဒီကကျွန်တော်ပေးနေတဲ့ခံစားချက်ကတော့ဒီကျွန်တော်ဆွဲထားအော်ဒီကနေပြီးတော့ဆွဲထားတဲ့ theme လိုက်တစ်ခုခုတော့ဒီကြီးစုလာပြီးကြီးစုရဲ့သူ၎င်းဝယ်တဲ့သူ၎င်းအားပါတော့เนาะဒီစုတွေတစ်ခုမဟုတ်တစ်ခုတော့ခံစားရမယ်လို့မျှော်လင့်တယ်တခြားမျှော်လင့်တာဆိုရင်တော့ကျွန်တော်တို့ network ဘာညာများရမလားပေါ့ဒီအလုပ်ကိုင်းတဲ့အလုပ်ကိုင်းတွေရောက်တော့မဟုတ်လဲတစ်ခုတနည်းနည်းပဲ network တစ်ခု network ကောင်းတစ်ခုများရမလားအဲ့ဒါတော့မျှော်လင့်မိတယ်။နည်းနည်းလူတွေတော့မပြောတတ်ဘူး။သူတို့ပြောစီပါစီနဲ့ဆိုတူတူပဲပေါ့ဟုတ်ပါဘူး။ အဲ့ဒါတော့ဒီနောက်တော့ဘယ်လိုအတန်းမျိုးတွေမှလည်းပါလာလို့ရှိတယ်အဲ့ကျ နောက်ထပ်ဘယ်လို event တွေပါဝင်ဖို့ရှိလဲဆိုဒီကကျွန်တော်တို့ကတော့ comment တွေလုပ်တဲ့သူတွေဖြစ်တော့ဒီ comment နဲ့ပတ်သက်တဲ့ event တွေရှိလာရင်လည်းဝင် join မှုရှိရဲအကြေးများလို့ဖြစ်တဲ့ digital ပြဝဲတော့၎င်းတခြားဒီ art နဲ့ပတ်သက်တဲ့တခုတော့၎င်းကျွန်တော်တို့ပြန်လာတာရှိရင်တော့ကျွန်တော်ပေါင်းလို့စဉ်းစားမှာပေါ့ဟုတ် အဲ့တော့ဘယ်လိုလဲဘာလို့ဒီလက်ရှိမှာဟုတ်တယ် လက်ရှိမှာတော့ကျွန်တော် comment တွေပဲဆက်ရေးနေရပေါ့နော်ဒါပဲကျွန်တော်တို့ live မှတ်တော့လုပ်နေတာပါရှိတယ် comment ရှိဟုတ်တယ်ပါရှိတယ် comment ပဲလုပ်နေတာဒီကြဝဲရှိအားကြဝဲရှိ ဒီပါသေးတယ် ကျေးဇူးပါ